မာအရင်များတွေ့ခဲ့ရင်တည်းဆရာတော်များကခွင့်လွှတ်တော်မူပါတတိပေးဩဝါဒပေးတော်မူပါဆိုတဲ့စကားလေးပါတယ်နော်အဲ့ဒါလေးပဲတပည့်တော်ပြန်ကြားမယ်အကုန်လုံးဆိုတပည့်တော်အချိန်မရဘူးအဲ့ဒါလေးပဲပြန်ကြားရမယ်ဆိုရင်တပည့်တော်လျှောက်လို့တာစကားပုံလေးတစ်ခုရှိတယ်ရှေ့ကစကားပုံလေးခရီးများသွားသောပုဂ္ဂိုလ်သည်ခလုတ်တိုက်မိတတ်၏ဒါတခွန်းနော်ရှေ့ကစကားပုံလေးခရီးများသွားလျင်ခလုတ်တိုက်မိတတ်၏ခလုတ်တိုက်မှကြောက်၍ခလုတ်တိုက်မိမှကြောက်၍ခရီးမသွားရင်လိုရာမရောက်ယုံပဲရှိပြီနှစ်ခွန်းရှိသွားပြီနော်ပထမတစ်ခွန်းပြန်ပြောမယ်ခရီးများသွားလျင်ခလုတ်တိုက်မိတတ်သည်ခလုတ်တိုက်မှကြောက်၍ခရီးမသွားရင်လိုရာမရောက်ယုံပဲရှိမည်ဟုတ်လားဒီတော့ခရီးလဲသွားပါခလုတ်မတိုက်မိအောင်လဲသတိထားပါရှင်းမလားဒီပြတော်စကားဒါလေးပဲเนาะအဲ့ဒါလေးပဲဒီပြတော်ပြန်ပြီးလျှောက်ထားပါရစေလို့ဘာဖြစ်လို့လဲဆိုတော့ဒီပြတော်တို့ကစာကြဘုန်းကြီးတွေဒီပြတော်ကျောင်းမှာတန်ခါ900ကျော်ဒီပြတော်ကစာချရင်းနဲ့စောင်းပါခဏနားပြီးတော့အရှင်ဘုရားပြင်တာဒီပြတော်လာတဲ့ခန္ဓာကိုယ်ပင်မနာလဲသိတယ်စာဝါလဲခဏပိတ်ခဲ့ရစာချဘုန်းကြီးတွေကလည်းသူ့ရည်ရွယ်ချက်နဲ့သူတော့ခရီးသွားနေတာပဲစာချတဲ့အလုပ်ကိုခရီးပန်းတိုင်ရောက်အောင်တော့သွားနေတာပဲအရှင်ဘုရားတို့ဓမ္မဂတိကဆရာတော်များကလည်းဒီပြတော်တို့တဲ့အတောင်ပို့ပြီးတော့ခရီးသွားသေးတယ်လို့ပြောရမှာပဲတနိုင်ငံလုံးတချို့ဆိုတကဘာလုံးပြောရမလို့ခရီးဆန့်ပြီးတော့သာသနာပြုနေတာပဲရည်ရွယ်ချက်နဲ့ဟုတ်လားဒီလိုလိုစာကြဘုန်းကြီးတွေကလည်းကိုယ်ရည်ရွယ်ချက်နဲ့ကိုယ်ခရီးသွားနေတာပဲအရှင်ဘုရားတို့လည်းခရီးသွားနေတာပဲလူလောကတွေကလူတွေကြည်ဦးမလားသူတို့စီးပွားရေးနဲ့သူတို့မပြတ်အလုပ်လုပ်နေတာဒါလည်းခရီးသွားနေတာပဲခရီးသွားပါများရင်ခလုတ်တိုက်မိတတ်တယ်ခလုတ်တိုက်မှာကြောက်ရမသွားရင်လဲလူရမရောက်ယုံပဲရှိမယ်ဒီတော့နောက်ဆုံးပြောချင်တာကတော့ခရီးလဲသွားပါခလုတ်မတိုက်မိအောင်လဲသတိထားပါမဟုတ်လားဒါလေးတပည့်တော်ပြောလို့ပါတယ်ဒီတော့ခလုတ်မတိုက်မိအောင်သတိထားပါလို့ပြောတော့တပည့်တော်တို့မြတ်စွာဘုရားကိုရောမြတ်ကြီးရဲ့မိန့်ခွန်းတော်လေးနည်းနည်းဖြည့်ဆွက်ပြီးတော့ပြောပြစေသိခံပြီးနားထောင်ပါတပည့်တော်တို့ယဟန်တော်တွေကိုမြတ်စွာဘုရားခိုင်းထားတဲ့တာဝန်ကြီးနှစ်ခုလုပ်ငန်းကြီးနှစ်ခုရှိ